တော်မင်းမတိုးတယ်အရင်ကျက်တယ်တွေးတဲ့နေရာမှာဘာတိုးတယ်အကုန်ခူးရောစားလို့ရပြရပဲလေဘူးစားလို့ဟုတ်ပါပါရှင်းလုံးရောလည်းပုံမျိုးတွေးမခူးနဲ့ဒီချစ်တွေပိုတိုးနိုင်တော့ခူးလေဟုတ်ပြီဒီမှာခူးတာဘာညွန့်လဲရှင်းလုံးညွန့်တိုးတယ်အမိုင်းတိုးတယ်လာခူးတာရောကလည်းတောင်ဆောင်ဆက်ဆက်လေးဟမ်အမေကတခါမှမတိုးဘူးကြာဟာညီလည်းဟိုမှာတို့ကိုဝေးလေးမှလေးငါလုံးလို့ပဲပြန်နေလိုက်ရှင်းလုံးညုံလေးခုခုလာတာဘာလို့မတိုးဘူးဟုတ်လားကောင်းလို့တိုးချက်လို့ကောင်းတယ်တိုးချက်လို့လည်းကောင်းတယ်ဒါလေးကမိုးတွေကဖောက်ဖောက်ကြတယ်သွားလိုက်မင်းကခုမကခုရှင်းလုံးညောဘယ်တော့စားလို့ကောင်းလဲစားဘူးဆိုရင်အခါပြန်စားကြည့်တယ်စားဘူးတော့နခါပြန်စားကြည့်ဆိုနောက်ကြရှင်းလုံးညောလေးပဲကြိုက်ပါတယ်ကျွန်တော်ညာအဖေသာတတ်နေနေရမလို့ဒီပတ်တဲ့နေရာဆိုအောက်မှာသူကဖုတ်ဖုတ်ဟုတ်လားတတ်နေတယ်မို့တတ်နေနေရမလို့ပုံတက်တာတန်တကာတွေရှိလို့ပေါ့အောက်မှာဆိုလို့သူအောက်မှာပဲသွားတာအောက်မှာဆိုညံတာဟုတ်ပြီဆိုတော့တော့ခုရှိမှအများကြီးပြောပြီပါဒီတော့မခံနိုင်ဘူးလို့ပြောဒီလိုလေးတန်းလားဒီလိုပြောကြတယ်ဒီနောက်မှာကြည့်ပါဦးငါတာဒီညမှာလားဒီနေ့လူကပြက်တာဟုတ်မိမတောင်းတော့မသိတဲ့လူဘယ်လိုလုပ်ဘူးလမ်းမကြီးပဲဟဲ့ငါတာဒီနောက်မှာလားရှင်းလုံးတော့လာခါလာမှာဟုတ်တယ်ကျွန်တော်မင်းမတိုးတယ်အရင်ကျက်တယ်တွေးတဲ့နေရာမှာဘာတိုးတယ်အကုန်ခူးရောစားလို့ရပြရပဲလေဘူးစားလို့ဟုတ်ပါပါရှင်းလုံးရောလည်းပုံမျိုးတွေးမခူးနဲ့ဒီချစ်တွေပိုတိုးနိုင်တော့ခူးလေတို့စရာငပိရမ်းကြိုက်ဟမ်တို့ရမ်းကြိုက်ငါမကုန်းကြရမယ်ငါအကုန်စားတယ်ဒီမှာပဲရှင်းလုံးပေါ်တက်သွားကြမလိုက်ချင်ရမလိုက်နေရဘူးဒီမှာပဲဒါတော့မကြတယောက်ကားမို့လို့အေးအေးရပဲဒီနားလေးအတက်ဝက်ဆိုတော့ကင်မရာချစ်တွေတော့တော်ပြီလားရိုင်းမလဲအော်ဆောင်းမလဲဒီမှာကိုးမလဲတော့ဟိုရောနဲ့